သားဝနာစီရပဲသားဝနာဖေဖေတို့မင်းတို့အားလုံးနေကောင်းတယ်မလားဖေဖေတို့ကဒေါင်တောင်ပြီပဲအသားကြီးသားရောစင်ပြေလားစင်မေပုတ်ပေးတဲ့ကြော်တော်တွေကလည်းဒီမှာအများကြီးပဲစားလို့တော့မကုန်သေးဘူးဟေးသူသားသမီးတွေကိုပို့ဖို့အတွက်ချက်ပြုတ်ကြော်တော်နေတာနေပဲနော်သားဖေပြောကြတခုရှိရမလားဟုတ်တယ်ဖေဒါအဖေကိုခွင့်တောင်းချင်စရာလေးရှိလို့ပေါ့ဖေရဲ့ဒါနေချောင်းဆက်ပစ်တင်တဲ့တက်ချင်လို့ဖေဒီစမောသားဘယ်လိုစစ်မြေပြင်မှာတိုက်ပွဲဝင်နေကြတဲ့ရဲဘော်ရဲဘက်တွေရောဒါစက်တနကင်ပြီးနေမောနေပြီးတော့စစ်ကူပေးတယ်သူတို့အတွက်တတအားနေပြီးတော့ကိုကြီးတိုက်ခိုက်ပေးခြင်းတယ်နောက်ပြီးတော့တားတက်သားကြည့်ရလည်းပါပါတယ်ဖေရဲ့တားလို့ချင်တဲ့ဆန္ဒကြီးလည်းပြေးရတာပေါ့ဖေရဲ့သားရဲ့ဆန္ဒကိုတော့ဖေကပြစ်ပင်တားဆီးဖို့စိတ်တော့မရှိပါဘူးဖေသားတွေကလမ်းမောက်ရှောင်းနေကြတာမှမဟုတ်တာသားကဆေးရထက်တန်နေကိုယုံကြည်မှုပြေဝရှိမယ်ဆိုရင်တော့သားဆန္ဒတိုင်းဖေခွင့်ပြုပါတယ်တကယ်တော့ဖေအဲ့ဆိုရင်သား6လတင်တဲ့တိုက်ပြီလို့ရှိရင်ခဏတည်းဖြစ်ပြီပေါ့နော်ဒါပေမဲ့သားကိုခင်းဆိုင်ပါမယ်လို့ဖေကတိပေးရမယ်ကတိပေးရနော်ဒါပြီးလို့ရှိရင်အမေကိုလည်းပြောလောက်အောင်နော်တားရုံနဲ့ချင်းမေဖုံးလာရင်မကင်မိမှာဆိုတော့နော်ဖေအေးပြောလိုက်ပါမယ်ဆိုတော့နော်ပြန်လိုက်ဖေပြောလိုက်ပါမယ်ဟုတ်ကဲ့ဖေအဲ့ဆိုဖေနဲ့မင်းနဲ့သားဒီကနေပဲကြောလိုက်တယ်နော်ဖေတာတို့ဘာသာပေးရနေကင်းပါစေဖုန်းကြည့်ပါစေတက်စီပါစေလူဟာဆန္ဒပြေပါပါစေပြေးစနေတုံးတော်ပဲပြေးရပါစေဖေအဲ့ဆိုဒါပဲနော်ဖေဒါဒီမှာလုံးစရာလေးရှိသေးလို့ကောင်းပြီကိုပြေးဆိုင်နော်ဟုတ်ဒါပဲနော်တင်လန်းเจ้าမှလည်းတင်လာခဲ့ပြီပါနော်ဒါ PKM ကန်းကိုလန်ထုတ်တယ်နော်